Hello မင်္ဂလာပါအခုခေါင်းစဉ်ကတော့ horticulture ပဲဖြစ်ပါတယ်အဲတော့ horticulture ရဲ့အဓိပ္ပာယ်ကတော့ဥယျာဉ်ရှင်စိုက်ပျိုးရေးပါဒီအဆိုကြည့်ရအောင်เนาะ horticulture is a branch of agriculture အဲတော့ဥယျာဉ်ရှင်စိုက်ပျိုးရေးဆိုတာကတဲ့ is a branch ဆိုတာဘာသာရဲ့အခွဲပဲဖြစ်တယ် of agriculture စိုက်ပျိုးရေးကနေဖြစ်လာတဲ့ဘာသာရဲ့အခွဲပဲဖြစ်ပါတယ်။ branch ဆိုတာအခွဲကိုပြောတာပါ။ it is defined as ဒီ horticulture ကိုတဲ့ is defined ဆိုတာအဓိပ္ပာယ်သတ်မှတ်နိုင်ပါတယ်။ the applied science apply ဆိုတာဘာလဲဆိုရင်အသုံးချ science ကသိပ္ပံပညာရဲ့အသုံးချသိပ္ပံဘာသာရဲ့လို့အဓိပ္ပာယ်သတ်မှတ်နိုင်ပါတယ်။သူကဘာလုပ်တာလဲဆိုရင် cultivating ဆိုတာထွန်းရဲစိုက်ပျိုးခြင်း growing ဆိုတာကြီးထွားအောင်စိုက်ပျိုးခြင်း plant ဆိုတာအပင်တွေကိုထွန်းရဲစိုက်ပျိုးမယ်ကြီးထွားဖို့အတွက်စိုက်ပျိုးမယ် use for ဆိုတာအသုံးပြုဖို့အတွက်ဒီနေရာမှာသုံးဖို့စိုက်မှလဲဆိုရင်ကို consumption and aesthetic or ornamental purpose ဘာအတွက်စိုက်မှလဲဆိုရင်ရည်ရွယ်ချက်နှစ်ခုအတွက်နံပါတ်1ကဘာလဲဆိုရင် consumption ဆိုတာကြတော့စားသုံးခြင်းစားသုံးဖို့အတွက်စိုက်မယ်နောက်တစ်ခုက aesthetic or ornamental aesthetic နဲ့ ornamental ကအဓိပ္ပာယ်အတူတူပါပဲအလှဆင်ခြင်းအတွက်စိုက်ပျိုးရမယ်ဒီအတွက် purpose ဆိုတာရည်ရွယ်တာဒီအတွက်တည်ရည်ရွယ်ပြီးတော့မှစိုက်လို့ရှိရင်သူ့ကို horticulture လို့သတ်မှတ်နိုင်ပါတယ်ဒီတစ်ကြောင်လုံးပြန်ပြီးပြောမယ်ဆိုရင် horticulture ကိုဘယ်လိုမျိုးအဓိပ္ပာယ်သတ်မှတ်နိုင်လဲဆိုရင် horticulture ဆိုတာကအသုံးချသိပ္ပံပညာရေးပဲဖြစ်တယ်သူက cultivating and growing plant အပင်တွေကိုထွန်းရဲစိုက်မယ်ကြီးထွားအောင်စိုက်ပျိုးမယ် use for အသုံးပြုရင်ဒီမှာအသုံးပြုမှာလဲဆိုရင် book consumption and aesthetic or ornamental purposes စားသုံးဖို့လဲစိုက်မယ် aesthetic or ornamental အလှဆင်ဖို့အတွက်လဲရည်ရွယ်ပြီးတော့မှစိုက်ပျိုးတာကို horticulture လို့ခေါ်ပါတယ်horticulture involves horticulture မှာဆိုလို့ဥယျာဉ်ရှင်စိုက်ပျိုးရေးမှာဆိုရင် involves ပါဝင်ပါတယ် plant propagation အပင်မျိုးပွားစိုက်ပျိုးခြင်းနဲ့ cultivation ဆိုတာကတော့ထွန်းရဲစိုက်ပျိုးခြင်းနေပါတယ် to improve ဆိုတာတိုးတက် propagation ဆိုတာကြတော့မျိုးပင်ပိုင်းမျိုးပွားဖို့အတွက်စိုက်ပျိုးမယ် cultivation ဆိုတာကြတော့ထွန်းရဲပြီးတော့မှစိုက်ပျိုးမယ်တူရင်တိုးတက်ရင်ဘာတိုးတက်ဖို့လဲဆိုရင် plant growth အပင်ကြီးထွားမှုကောင်းရင်ရီးစွာအထွက်နှုန်းသီးနှံနေအပင်တွေအထွက်နှုန်းတိုးဖို့အတွက်စိုက်မယ်နောက်တစ်ခုက quality ဆိုတာအရည်အသွေး nutritional value အာဟာရတန်ဖိုး nutritional ဆိုတာအာဟာရ value ကတန်ဖိုးအာဟာရတန်ဖိုး and ပြီး resistant ဆိုတာခံနိုင်ရည်ရှိတယ်ခံနိုင်ရည်ရှိရင်ဘာလို့ခဏရှိဖို့ဆိုတော့ insect ပိုးမွှားတွေ diseases ယောဂတွေနဲ့ environmental stress လို့ခေါ်တယ်ပတ်ဝန်းကျင်ဆိုင်ရာဖိအားတွေပတ်ဝန်းကျင်ဆိုင်ရာဖိအားတွေဆိုတာဘယ်လိုမျိုးတွေဆိုစိုက်မြေကြီးလေးစီကမှာစားငံတက်တွေများတာတို့လေပြင်းတာတို့အပူချိန်တွေတားပြင်းတာတို့ဒီဓာတ်တွေကိုလည်းခံနိုင်ရရှိဖို့အတွက်စိုက်ပျိုးတာကို horticulture လို့ခေါ်ပါတယ်ပြင်မယ်မဲ့ဆိုရင် horticulture မှာဘာတွေပါလဲဆိုရင် plant propagation အပင်ပင်မျိုးပါတာနီးလည်နေပါမယ် and cultivation ထွန်းရဲစိုက်ပျိုးတာတွေပါမယ် to improve ဆိုတာတိုးတက်စေတယ် plant ကိုအပင်ကြီးထွားမှုနှုန်းကောင်းမှုအတွက်စိုက်မယ်ရှိထွက်နှုန်းတွေတိုးအောင် quality အရည်အသွေးတွေ nutritional value အာဟာရတန်ဖိုးနဲ့ resistant to insect diseases and environmental stress insect တွေယောဂပိုးမွှားတွေenvironmental stress လို့ခေါ်တဲ့ပတ်ဝန်းကျင်ဆိုင်ရာဖိအားတွေကနေပြီးတော့မှခန္ဓာရင်ရှိဖို့အတွက်သီးနှံတွေကိုစိုက်တာကို horticulture လို့ခေါ်ပါတယ်ပုံမှန်နဲ့သီးနှံတွေအပင်တွေအောင်စိုက်နေရပဲဒါပေမဲ့ horticulture ဆိုတာကကြတော့nutritional ပုံမှန်စိုက်နေကြဟာတွေထက်အထွက်နှုန်းတွေကောင်းအောင်လုပ်မယ်ကြီးထွားမှုနှုန်းတွေကောင်းအောင်လုပ်မယ် nutritional value တွေ quality တွေတိုးတက်အောင်စိုက်တာကိုကြတော့ horticulture လို့ခေါ်ပါတယ်it also include ဒီမှာဆိုရင် include ဆိုတာပါတယ်ဘာတွေပေါင်းဆိုရင် plant conservation အပင် plant ဆိုတာအပင် conservation ဆိုတာထိန်းသိမ်းစောင့်ရှောက်ခြင်းအပင်ထိန်းသိမ်းဆောက်ရှောက်ခြင်းတွေပါမယ်နောက်တစ်ခုက landscape restoration landscape ကပါလဲဆိုရင်မြေယာရှုခင်း landscape ကမြေယာရှုခင်း restoration ဆိုတာပြန်လည်ထိန်းသိမ်းခြင်းမြေယာရှုခင်းပြန်လည်ထိန်းသိမ်းခြင်းတွေပါတယ်နောက်တစ်ခုက soil management မြေစီလွှာစီမံခန့်ခွဲခြင်း landscape ပါပြီးသားပါပဲမြေယာရှုခင်းနဲ့ garden ဆိုတာဥယျာဉ်ခြံdesign ဆိုတာ design တွေဥယျာဉ်ပုံစံ design တွေဒါတွေလည်းပါတယ်နောက်က construction ဆိုတာတိဆောက်ခြင်း maintenance ဆိုတာထိန်းသိမ်းခြင်း
and Aborigacea ဆိုတာကတော့တစ်ပင်ကြီးစိုက်ပျိုးခြင်းဒါလေးပါပါတယ် horticulture မှာဟုတ်ပြီနောက်ခု the word horticulture word ဆိုစကားလုံးဝဟာတာ horticulture horticulture လို့ခေါ်တဲ့ဒီဥယျာဉ်ခြံဆိုတဲ့စကားလုံးကလေဘေးကဆင်းသက်လာဆို is derived ဆိုတာဆင်းသက်လာတယ် derived ဆိုတာဆင်းသက်လာတယ်ဘေးကဆင်းသက်လာအောင်ဆို from the Latin word နော် Latin ဘာသာစကားလုံးကနေဆင်းသက်လာပါတယ်အဲ့တော့ဘာလဲဆိုရင်သူက horticulture ဆိုတာဘာနဲ့ပေါင်းထားဆို hortus နဲ့Kashara ဆိုတဲ့စကားလုံးနှလုံးပေါင်းပြီးတော့မှ horticulture ဆိုတဲ့စကားလုံးဖြစ်လာတာပါအဲ့တော့ hortus ရဲ့အဓိပ္ပာယ်ဒီ means garden ဆိုတာဥယျာဉ်ခြံ and cultivation ဆိုတာစိုက်ပျိုးခြင်းအဲ့တော့ horticulture ရဲ့အဓိပ္ပာယ်ဒီဥယျာဉ်ခြံစိုက်ပျိုးခြင်းလို့အဓိပ္ပာယ်ရပါတယ်ဘေးအဲ့ဆိုကြည့်မယ်ဆိုရင် in contrast to agriculture contrast ဆိုတာဆန့်ကျင်ဘက်မတူတဲ့အချက်တွေပေါ့ဆန့်ကျင်ဘက်ဆိုတာမတူတဲ့အချက်တွေ agriculture ဆိုတာစိုက်ပျိုးရေးနဲ့ horticulture နဲ့ဘာကွာလဲဆိုရင်ကြည့်မယ်နော် agriculture စိုက်ပျိုးရေး horticulture ဆိုတာဥယျာဉ်ခြံစိုက်ပျိုးရေးအဲ့နှစ်ခုရဲ့မတူတဲ့အချက်က horticulture က does not include မပါဘူးဘာတွေမပါတော့ဆို intensive crop farming intensive ဆိုတာပါလဲဆိုရင်အချိန်တိုအတွင်းမှာတိနှံတွေကိုများများစိုက်တာကို intensive လို့ခေါ်ပါတယ်အချိန်တိုနဲ့တိနှံတွေများများရအောင်စိုက်တာကို intensive လို့ခေါ်ပါတယ်အချိန်တိုအတွင်းစိုက်ရတဲ့ crop ဆိုတာတိနှံ farming စိုက်ရှင်းနေမပါဘူးပြီးရင် less scale crop production less scale ဆိုတာ less ဆိုတာကြီးမားတာ scale ရပမာဏအတိုင်းတာပမာဏအများကြီးတွေ crop production ဆိုတော့တင်းထန်ထုတ်လုပ်တဲ့ပမာဏတင်းထန်တွေကိုပမာဏအများကြီးထုတ်လုပ်တာတွေလည်းမပါ does not လိုပါဘူးအော်ဒါမှမဟုတ်ရင်လည်း animal husbandry တိရစ္ဆာန်တွေ husbandry ဆိုတာမွေးမြူတာအဲ့တော့တိရစ္ဆာန်တွေမွေးမြူဖို့လည်းမလိုအပ်ပါဘူး horticulture မှာအဲ့ပြောမယ်ဆိုရင် agriculture နဲ့မတူတဲ့အချက်တွေကတော့ horticulture မှာ intensive crop farming အချိန်တူနဲ့ဆက်ရတဲ့ဒါမျိုးမရှိဘူးပြီးရင် less scale crop productionပမာဏသီးနှံတွေပမာဏအများကြီးစိုက်စရာလည်းမလိုဘူး။ဒါမှမဟုတ်လည်း animal husbandry လို့ခေါ်တဲ့တိရစ္ဆာန်တွေမွေးမြူစရာလည်းမလိုပါဘူး။အဲ့တော့ additional ထပ်ပေါင်းပြီးပြောရမယ်ဆိုရင်တော့ horticulture focus on ဒီဥယျာဉ်ခြံစိုက်ပျိုးရေးကကြတော့ focus ဆိုတာအဓိကထားတယ်။ဒီပေါ်မှာသွားပြီးတော့မှ target အဓိကထားလဲဆိုလို့ရှိရင် the use of small plot ဆိုတာလေကွက်အခင်းလေးတွေကိုပြောတာလေကွက်တတိလေးတွေပေါ်မှာ with the right variety of mixed crop variety ဆိုတာမျိုး mix ဆိုတာရောနှောထားတဲ့crops ဆိုတာတင်းနှံရောနှောထားတဲ့တင်းနှံ variety အမျိုးမျိုးကို small plot လို့ခေါ်တယ်လေကွက်တတိလေးထဲမှာပဲစိုက်မယ်ဆိုရင်သူ့ကိုအဓိကထားတာကို horticulture လို့ခေါ်တယ် point ဒါပေမဲ့ agriculture ကကြတော့ဘယ်ပေါ်မှာ focus ထားလဲဆိုလို့ရှိရင်ဒါတွေအဓိကပါပဲ horticulture က small plot မှာ focus ထားတယ် agriculture ကကြတော့ focus ဘယ်ပေါ်မှာ focus ထားလဲဆိုရင် one large primary crop one ဆိုတာတစ်ခု large ဆိုတာကြီးတယ် primary ဆိုတာအဓိကတင်းနှံနေကိုစိုက်မဲ့တင်းနှံဆန်ဆိုလဲဆန်တစ်မျိုးတည်းစပားဆိုလဲစပားဆိုလဲစပားတစ်မျိုးတည်းဂျုံဆိုလဲဂျုံတစ်မျိုးတည်းပြောင်းဆိုလဲပြောင်းတစ်မျိုးတည်းအဲ့လိုမျိုးအဲ့ဒီတိုင်းတစ်ချိန်မှာကိုစိုက်ရမဲ့တင်းနှံတစ်မျိုးကိုပဲ large အဓိကတင်းနှံတစ်ခုပဲထားအဓိကထားပြီးစိုက်ရင်သူ့ကို agriculture လို့ခေါ်တယ်ပြန်ပြောမယ်ဆိုရင် horticulture ကကြတော့ small plot မှာ mixed crop တင်းနှံတွေရောထွေးပြီးတော့မှစိုက်လို့ရှိရင် horticulture agriculture ကကြတော့ large primary crop ကိုစိုက်မဲ့အဓိကသီးနှံတစ်ခုလေးကိုတစ်ချိန်မှာတစ်ခုပဲများများဆဆစိုက်မယ်ဆိုလို့ရှင်ဒါကို agriculture လို့ခေါ်ပါတယ်ဒါကတော့သူတို့ရဲ့ကွာခြားချက်တွေဖြစ်ပါတယ် the major type of horticulture major type ဆိုတာအဓိကအမျိုးအစားများ of horticulture ဆိုတာဥယျာဉ်ခြံစိုက်ပျိုးရေးရဲ့အဓိကအမျိုးအစားတွေကတော့10မျိုးရှိပါတယ်ဘာလဲဆိုရင်တော့ number 1က olericulture olericulture ဆိုတာဘာလဲဆိုရင်ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးဟင်းသီးဟင်းရွက်စိုက်ပျိုးရေးကစုံရွက်တို့ရှင်မောင်ရွက်တို့ဒီလိုမျိုးဟင်းသီးဟင်းရွက်မျိုးတွေစိုက်တာကို olericulture လို့ခေါ်ပါတယ်နောက်တစ်ခုက pomology of fruticulture pomology ဆိုတာဘာလဲဆိုလို့ရှိရင်စာထဲမှာတော့ဒါကနောက်မှပါပါပေါ့နော် fruticulture pomology ဆိုတာကြတော့ fruticulture ကြတည် pomology ကကြတော့ fruticulture နဲ့အဓိပ္ပာယ်ချင်းတူတူပါပဲတတိဝလံစိုက်ပျိုးရေးfruticulture
နောက်တစ်ခုကတော့ viticulture viticulture ကြတော့စပစ်စိုက်ပျိုးရေး viti ဆိုတာစပစ်ပါစပစ်စိုက်ပျိုးရေးစပစ်ရှန်စိုက်ပျိုးရေး floriculture floriculture ကတော့ပန်းမှန်စိုက်ပျိုးရေးပန်းပင်တွေစိုက်တာပါပန်းမှန်စိုက်ပျိုးရေးနောက်တစ်ခုကတော့ turf management turf ဆိုတာမြက်ခင်း management ဆိုတာစီမံခန့်ခွဲရေးမြက်ခင်းစီမံခန့်ခွဲရေးနောက်တစ်ခုက arboriculture ဆိုတာကကြတော့တစ်ပင်ကြီးစိုက်ပျိုးရေးအပင်ကြီးမျိုးနဲ့တွေစိုက်တာကို arboriculture လို့ခေါ်ပါတယ်ကျုံးပင်တွေပြင်ကဲတို့တွေထားရေးဆို arboriculture ထဲမှာပါပါတယ်နောက်တစ်ခုကတော့ landscape horticulture landscape horticulture ဆိုတာကတော့မြေယာရှုခင်းဥယျာဉ်ခြံစိုက်ပျိုးရေးနဲ့ post harvest physiology လို့ခေါ်တယ် post harvest ဆိုတာရိတ်သိမ်းတာ post ဆိုတာလွန်သွားတာpost harvest ဆိုတာရိတ်သိမ်းချိန်လွန်ဇီဝကမ္မဗေဒဆိုပြီးတော့ horticulture major type အမျိုးအစားကြီး10မျိုးရှိပါတယ်အဲဆိုတစ်ခေါက်ပြန်ပြီးတော့မှအစားအနေပြောကြည့်ပါမယ်အရင်ဆုံးကတော့ horticulture ဆိုတာက agriculture ရဲ့ဘာသာရဲ့အခွဲပဲဖြစ်ပါတယ်ဒီမှာဆိုရင် horticulture ဆိုတာအသုံးချတဲ့သိပ္ပံပညာရဲ့ဖြစ်တယ်သူ့မှာအပင်တွေကိုထွင်ရဲစိုက်မယ်ကြီးထွားအောင်စိုက်မယ်ဘာအတွက်တော့ဆိုရင်စားသုံးဖို့အတွက်ကောအလားဆင်ဖို့အတွက်ကောစိုက်ပါတယ် consumption and ornamental aesthetic or ornamental purpose အတွက်စိုက်ပါမယ်horticulture မှာဆိုရင်အပင်တွေကိုမျိုးပွားခြင်းတွေပါမယ်ထွင်ရဲစိုက်ပျိုးခြင်းတွေပါမယ်ဘာတွေတိုးတက်အောင်လုပ်မှာလဲဆိုရင် plant growth အပင်ကြီးထွားမှုနှုန်းတွေရေအထွက်နှုန်း quality အရည်အသွေး nutritional value အာဟာရတန်ဖိုး resistant ခံနိုင်ရရှိအောင်ဘာတွေအောင်ဆို insect တွေ diseases တွေ environmental stresses တွေကိုခံနိုင်ရရှိအောင်စိုက်ပျိုးရပါမယ်ဒီမှာဆိုရင်ဘာတွေပါအောင်ဆိုရင်အပင်ထိန်းသိမ်းဆောက်ရှောက်ခြင်း plant conservation တွေပါတယ် landscape restoration နေရာရှုခင်းပြန်လည်ထိန်းသိမ်းခြင်းတွေပါမယ် soil management မြေဆီလွှာစီမံခန့်ခွဲရေး landscape and garden design မြေယာရှုခင်းနဲ့ဥယျာဉ်ခြံ design တွေပါတယ်construction ရဲ့ maintenance တိဆောက်ခြင်းနဲ့ထိန်းသိမ်းခြင်းတွေပါမယ် ambient arboriculture လို့ခေါ်တဲ့သစ်ပင်ကြီးစိုက်ပျိုးခြင်းတွေပါပါတယ် horticulture ဆိုတဲ့စကားလုံးဒီဘယ်ကဆင်းသက်လာလဲဆိုရင် Latin စကားလုံးကနေပြီးတော့မှဆင်းသက်လာပါတယ် hortus and cultura hortus ရဲ့အဓိပ္ပာယ်ဒီ garden cultura ရဲ့အဓိပ္ပာယ်ဒီ cultivation ဆိုပြီးတော့ဖြစ်ပါတယ်နောက်တစ်ခုကတော့ဆန့်ကျင်ဘက်ပါ agriculture နဲ့ horticulture နဲ့ဘာတွေမတူလဲဆိုရင် agriculture နဲ့မတူတဲ့ချက်က horticulture သည် intensive crop farming ဖြစ်စရာမလိုဘူးနောက်တစ်ခုက large scale crop production တွေပမာဏအများကြီးလဲစိုက်စရာမလိုဘူး or animal husbandry တိရစ္ဆာန်တွေလည်းမွေးမြူစရာမလိုပါဘူးနောက်တစ်ခုကတော့ထပ်ပြောမယ်ဆိုလို့ရှိရင်တော့ horticulture ကဘာကိုအဓိကထားစိုက်လဲဆိုရင် small plot လို့ခေါ်တဲ့ဒီလေကွက်သေးသေးလေးတွေပေါ်မှာ mixed crops လို့ခေါ်တဲ့သီးနှံထားရောနှောထားတဲ့သီးနှံအမျိုးမျိုးကိုစိုက်တာကို horticulture လို့ခေါ်တယ်ဒါပေမဲ့ agriculture ဆိုတာကကြောင့်ဘေးပေါ်မှာသွားပြီးအဓိကထားလဲဆိုရင်တစ်ချိန်မှာကိုစားရမယ့်အဓိကသီးနှံတစ်မျိုးတွေကိုပမာဏအများကြီးစိုက်တာကို agriculture လို့ခေါ်ပါတယ်horticulture ရဲ့ major type 10မျိုးရှိတယ် olericulture ယင်းဒီဟင်းရစိုက်ပျိုးရေး pomology တတိစိုက်ပျိုးရေး viticulture စပစ်စိုက်ပျိုးရေး floriculture ပန်းမှန်စိုက်ပျိုးရေး turf management မြက်ခင်းစီမံခန့်ခွဲရေး arboriculture သစ်ပင်ကြီးစိုက်ပျိုးရေး landscape horticulture မြေယာရှုခင်းဥယျာဉ်ခြံစိုက်ပျိုးရေး post harvest physiology ရိတ်သိမ်းချိန်လွန်ဇီဝကမ္မဗေဒဆိုပြီးတော့မှ major type of horticulture အမျိုးအစားကြီး10မျိုးရှိပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်